အမလက်ပေါ်ရှိခဲ့သည်ငါစီစင်ရရောမယ်တော့အမဒီအကြီးဆုံးပေါ့နော်ရှင်မမယ်တော့အနောက်ခမ်းပိုင်သားပိုင်မယ်တော့ဒုတိယအမလက်ပေါ်အမေရဲ့အလောင်းလျာဆိုနေမွန်တွေမွေးချင်းမောင်နှမ9ယောက်ရှိခဲ့သည်မြောက်ဖက်ရှင်မမဲတော်ညီလူရဲ့ပိုင်သိရီနော်တတရားမငယ်ပုံတောင်ဦးမျိုးစားအကူလေးကတော့စတုထနဲ့တပါဆိုရာရှမ်းဘာသာမဟာသွေးမင်းမျိုးတွေရောက်စင်းယူပကချောလာတဲ့ဒေဝီသိရီရှင်စောနမနတဘာကလူစင်စင်မနဲ့ဖြစ်လာပြင်တော်ပြန်ပလဲနဲ့ချစ်ကြတဲ့အမေရင်ရင်နဲ့ရှင်ဆိုရာရှမ်းဘာသာမဟာသွေးမင်းမျိုးတွေရောက်စင်းယူပကချောလာတဲ့ဒေ